အိမ်မှာစိုက်ထားငရုတ်ပင်လေးကိုအသီးအများကြီးတီးအောင်လို့ဘာလုပ်ပေးလဲဆိုတာကိုပြမယ်နော်အခုဒီလိုမျိုးငရုတ်ပင်ရဲ့အောက်မှာထွက်နေတဲ့ဒီအညွန့်လေးပေါ့နော်အဲ့ဒါလေးအကုန်လုံးဆိုရင်ဖယ်ရှားပေးရပြီးတော့အဲ့အရွက်တွေအောက်မှာငရုတ်ပင်အများသောဖြစ်ဒီပင်စီနာမှာဆိုလို့အရွက်တည်တည်လေးအများကြီးထွက်တယ်အဲ့ရွက်တည်တည်လေးအားလုံးကိုကျွန်မဖယ်ရှားပေးရမနှမျိုးနဲ့เนาะသူ့အညွန့်နေဒီထွက်တဲ့ဟာကြီးဆိုရင်ဖယ်တာဖယ်ပြတယ်အခုဆိုဒီအညွန့်လေးဆိုရင်ဒါထွက်နေတာတော်တော်အောင်ကြီးနေပြီအတီးရောက်တီးရောပဲပုံပေါက်တယ်ဒါပေမဲ့ဒီဟာကသူကဟိုပုံမှန်ပင်စီရဲ့အားကိုဆုပ်ယူရပေါ့နော်အားကြောင့်ကျွန်မအဲ့ဒါကိုဖယ်လိုက်တယ်အဲ့လိုမျိုးဒါလုပ်တယ်ဆိုရင်တော့ငရုတ်တီရောတောက်လျှောက်ကိုအများကြီးတီးနေပါနော်ငရုတ်ပင်ရဲ့အောက်ခြေနာမှာအခုမြင်နေရတဲ့အရွက်လေးကငရုတ်ပင်ရဲ့အရွက်မဟုတ်ပါဘူးအဲ့ဒါလေးကကျွန်မမြင်းခွက်ရွက်လေးကိုစိုက်ထားပါဒီမှာမြေဆိုလဲဝယ်ရရပေါ့နော်အဲ့ဒါကြောင့်မို့တခါရဲ့အကျိုးရှိရှိနဲ့အောက်မှာမြင်းခွက်ရွက်လေးစိုက်ပြီးတော့အပေါ်ကငရုတ်ပင်စိုက်ထားပါ